ဒီပိုင်းလေးကကြတော့ပန်းຫນွယ်လေးထိုးပြမှာပါနော်ဒါလေးကကျိုးလေးကိုဒီမှာထိတ်ကလေးကိုတက်လိုက်တယ်တက်ပြီးသွားလို့ရှိရင်အစတက်ပြီးသွားလို့ရှိရင်သုံးစိတ်အလုံးလေးလုံးလိုက်မှာပေါ့နော်လုံးပြီးတော့ပန်းຫນွယ်လေးကိုထိုးမှာပါနော်ပန်းຫນွယ်လေးကိုဒီမျိုးသုံးစိတ်အလုံးလေးခွေလိုက်ပထမခွေပြီးတော့အောက်မှာလည်း၄စိတ်လောက်ရှိမယ်ပေါ့၄စိတ်၅စိတ်လောက်ရှိမယ်အဲ့ဒါမျိုးဖက်ကလေးကိုချုပ်ပါဒါမျိုးပန်းຫນွယ်လေးကအပန်းအတီထိတ်ဖက်ကလေးကတော့ချုပ်နေကြဒါမျိုးမကြိုက်ဘူးဆိုရင်လည်းပန်းအဖူးလေးပဲချုပ်ကြိုက်တဲ့တက်လို့ချုပ်လို့ရပါတယ်เนาะဒါကျမဒီလိုအຫນွယ်လေးနဲ့တော့တုံးပြလိုက်ပါတယ်ဒီလိုပန်းလေးတွေမကြိုက်ဘူးဒီလိုသစင်မိုင်းမကြိုက်တဲ့လူရှိတယ်เนาะဒီလိုမျိုးမကြိုက်ဘူးပန်းတွေလုံးဝမကြိုက်တဲ့လူရှိတယ်အဲ့လိုလူတွေအတွက်ကျမအခုထိုးပြတဲ့ပုံစံဒီဇိုင်းလေးတွေထိုးပြတတ်ပါတယ်ဒါလေးကိုကျမဒီမျိုးလေး၃ခုလည်းတွဲပြီးချုပ်လိုက်တယ်ချုပ်ပြီးတော့ဒုတိယပန်းကတ်နဲ့တစ်လက်မှချလိုက်တယ်ချားပြီးတဲ့အခါကျတော့ကျမဒုတိယပန်းကတ်ထိုးဖို့အတွက်အကျဲကိုနှစ်လက်မကွဲယူလိုက်တယ်နော်နှစ်လက်မကွဲယူပြီးတော့ခောက်တွန်းချီလိုက်ပါတယ်နော်ခောက်တွန်းနှစ်လက်မကွဲကိုကျမခောက်ပြီးတော့နှစ်ခွဲကိုဟိုဘက်တစ်ဝဲဒီဘက်တစ်ဝဲအလဲကောင်ကနေပိုင်းပြီးတော့ကျမဒါလေးပူးချုပ်မှာပါနော်ပူးချုပ်ပြီးလို့ရှိရင်ဒီအလဲမှာအမှတ်ရှိတယ်အမှတ်ကလေးကနေပူးချုပ်မှာပါနော်ပူးချုပ်ပြီးတော့အဲ့ဒါလေးကိုအချီလေးနဲ့ခံအောင်ချုပ်မှာပါကျမတို့ရှိမှာသစင်ကကြီးတွေမကြိုက်ဘူးပန်းကတ်ပြပြဝီးတွေမကြိုက်ဘူးဆိုပြီးတော့တီးတန့်ကိုပဲအဲ့လိုပန်းကတ်မကြိုက်တဲ့သူတွေရှိပါတယ်ကျမကတော့အဲ့လိုမျိုးကြုံရတဲ့အတွက်ကြောင့်မလို့တစ်ခါတည်းကျတော့ဒီလိုလေးတွေထိုးပေးဖြစ်ပါတယ်တီးတီးလေးတွေကြိုက်တာပေါ့နော်သူတို့ကအပေါ်အရွက်အဖက်အကြီးကိုလုံးဝမကြိုက်ကြဘူးမကြိုက်တော့ကျမကဒီလိုအရွက်ဖက်တီးတီးပါတဲ့ဒီဇိုင်းလေးတွေရွေးထိုးပြတယ်ရွေးထိုးပြလို့ဒါလာပြီးတော့ထိုးပြပေးတာပါနော်နောက်ကကြုံလို့ရှိရင်လည်းတခြားဒီဇိုင်းအသေးလေးတွေရှိတဲ့အခါကျရင်လာပြပေးပါမယ်အခုကဒီရက်ပိုင်းမှာထိုးပြပဲပန်းတွေအသေးလေးကိုဒါကုထိုးပြပေးလိုက်တယ်နော်ဒါဆိုရင်ဒုတိယအဆင့်မှာဒီလိုလေးတွေကြီးပဲအဆက်သွားရင်လည်းရတယ်နော်ဒါပေမဲ့ကျမနောက်တစ်လက်မှချားပြီးတော့နောက်တစ်နည်းဒုတိယမြောက်နောက်တစ်နည်းကိုထပ်ထိုးပြလိုက်ပါတယ်နော်ဒါကြတော့ तू ကခုနကနှစ်ခွဲယူတဲ့လေးဖတ်တဲ့ဆိုင်ရင်သူကနည်းနည်းပိုကြီးသွားမယ်နော်ဟိုအသေးမကြိုက်ဘူးဆိုရင်ဒုတိယဒီလိုအကြီးကိုလည်းထိုးလို့ရပါတယ်အကြီးနဲ့အသေးနဲ့တစ်ချောင်းထဲမှာနှစ်မျိုးရောထိုးခြင်းလည်းရတယ်နော်ကျမကတော့ပြီးခဲ့တဲ့ရက်ပိုင်းကထိုးပြပေးလိုက်တယ်လို့အကြီးအသေးရောရက်ကလေးထိုးပြပေးလိုက်တာပါနော်အင်ကြီးပေါ်မှာအဲကြောင့်ကျမအဲ့ဒီနီလန်အတိုင်းလေးကိုဒါလာပြပေးတာပါဒါလေးကိုလည်းဒီမဲ့ခိုင်အောင်တုပ်လိုက်ပါတယ်ဒါဆိုရင်အင်ကြီးပေါ်မှာကြတော့ချိုးရတာဒါဆိုရင်အပေါ်ကအသေးဒုတိယအကြီးအခုတတိယမြပန်းပွင့်ထပ်ထိုးပါမယ်တတိယမြပန်းပွင့်ကကြတော့ပိုကြီးသွားပါပြီတချမ်းကို3လက်မှရှိတယ်နော်ဟိုဘက်တချမ်းကလည်း3လက်မှဆိုတော့3လက်မှကိုကျမ3လက်မှတက်လက်မှချင်းစီလဲလိုက်မှတ်လိုက်တော့ဒါအကုန်လုံး6လက်မှရှိတယ်ဒါကို3လက်မှကိုတခါပူးချုပ်လိုက်တယ်ဒီဘက်မှာ3ဘက်ထိုးမှမို့လို့3လက်မှပါနော်အဲ့ဒါဟိုဘက်မှာလည်းကျမ3လက်မှမှတ်ထားတယ်အဲ့မှတ်တိုင်ကိုခေါက်ချိုးပြီးတော့တုပ်လိုက်တယ်ဒါဆိုရင်ဒါ6လက်မှကျိုးရှိတယ်နော်အဲ့ဒါဟိုမှာအလဲကနေဒီမှာဒီလိုခိုင်အောင်တုပ်ပြီးရင်ခုနမှတ်ထားတဲ့တစ်လက်မှချင်းမှတ်ထားတဲ့ဟာလေးတွေကိုအလဲကောင်တွန်းပြီးတော့ပန်းပွင့်ပုံစံလေးကျမချုပ်လိုက်ပါတယ်နော်ဒီအနွယ်လေးတွေပဲအင်ကြီးမှာတက်မယ်ဆိုရင်တော့မှလေးတော်တော်လေးကိုလှနေပါပြီပေါ့နော်ဒီဇိုင်းလေးလည်းစမ်းနေဟိုလိုက်လုတ်ချင်းကြည့်ချင်တယ်ဆိုတဲ့လူတွေအတွက်လည်းဒါအရင်မခက်ခဲနေဘူးပေါ့နော်ဒါမျိုးလေးတွေကြီးပဲအင်ကြီးလေးမှာအနွယ်စမ်းလေးတွေပါမယ်ဆိုရင်ကြိုက်တဲ့လူရှင်ထိုးပေးကြပါလို့နော်တခါတည်းညရင်ပုံပြအပ်ထည်တွေလာပြီမယ်ပုံပြတဲ့နေရာမှာဒီဇိုင်းဆန်းတွေမရှိတဲ့ခါကျတော့ကိုရီးယားဒါမျိုးလေးတွေထိုးတတ်တော့ပိုကောင်းတာပေါ့နော်အခုဆိုရင်ဒါကျမဒီမယ်ဆိုရင်တစ်ဖက်ကို3ဘက်ပါတယ်ပန်လေးဒါကျမထိုးထားလိုက်ပါပြီနော်ဒီတိုင်းလေးကိုအောက်ကအခွေလေးနဲ့လဲဆိုရင်သူကလှပါတယ်နော်မျိုးလေးပန်းပွင့်အသေးကြီးလေးနဲ့ဆိုရင်အရန်ကိုလှနေပါ ਈ ဒါမျိုးလေးလိုက်လုပ်ကြည့်ကြပါနော်အားလုံးအဆင်ပြေကြပါစေရှင်